ကျွန်တော်ရဲ့လှုပ်ဆောင်ခဲ့မှုတွေကိုပြန်ကြည့်တဲ့အခါမှာအမှားအယွင်းတွေလွဲချော်မှုတွေကြီးမားတဲ့ပြက်ကွက်မှုတွေကလွဲလို့တခြားဘာမှမလုပ်ခဲ့မိသလိုခံစားရပါတယ်။ဒါပေမဲ့ရရှိခဲ့တဲ့အောင်မြင်မှုတွေအတွက်တော့ကျွန်တော်ဂုဏ်ယူပါတယ်။ကျွန်တော်ဟာအမှားတစ်ခုပြီးတစ်ခုဇက်တိုက်လုပ်ခဲ့မိတာမှန်ပေမဲ့ကျွန်တော်ရဲ့အမှားတွေနဲ့ကြာချုံမှုတွေကဘယ်တော့မှအကြောင်းပြချက်တူညီပြီးတစ်ခါလဲလဲဖြစ်မလာခဲ့ပါဘူး။ဒီစကားကိုပြောခဲ့တဲ့သူကတော့ဒီနေ့ကမ္ဘာတဝန်းလုံးမှာလူသိများတဲ့ဟွန်နာကုမ္ပဏီကိုတည်ထောင်ခဲ့တဲ့သူဆိုအီရှီဟွန်နာကပြောခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒီနေ့ကတော့ပမှန်တင်ဆက်နေကြဖြစ်ရမှန်မှုကင်းဇလန်မျိုးမဟုတ်ပါဘူး။ဒီနေ့ဇလန်ကအသက်15နှစ်အရွယ်လူငယ်လေးတစ်ယောက်ရဲ့ဇလန်မှာကျောင်းစာမှမထူးချွန်ခဲ့ဘူး။အိမ်ကနေထွက်ပြီးမြို့ကြီးတစ်မြို့ကိုရောက်သွားတဲ့အခါမှာလည်းသူမျောလင့်ထားတဲ့အလုပ်ကိုမရခဲ့ပါဘူး။လာစာမရှိဘူး။တစ်နေ့လုံးကလေးထင်းရတယ်။နောက်ပိုင်းမှာကိုယ်ပိုင်လုပ်ငန်းစတင်ခဲ့တယ်။ဒါပေမဲ့ကြာချုံနဲ့သူလုပ်တဲ့ပစ္စည်းတွေကိုကုမ္ပဏီကြီးတွေကပယ်ရှာခဲ့တယ်။စစ်ပွဲတွေကြောင့်စက်ရုံတွေပျက်စီးခဲ့တယ်။ငလင်ကြောင့်ကျန်တဲ့စက်ရုံမှာပြိုကျခဲ့တယ်။တဘွားလုံးစုဆောင်းတိဆောက်ခဲ့သမျှအရာအလုံးဒီပါပျောက်ကွယ်သွားခဲ့ရတယ်။ဒါပေမဲ့ဒီလူငယ်လေးကဒီနေရာမှာရက်မသွားခဲ့ပါဘူး။သူ့ဘဝမှာကြာချုံမှုတွေကတတိုင်းလိုတစ်ခုပြီးတစ်ခုရောက်လာခဲ့ပေမဲ့သူကဒီတတိုင်းတွေကိုအဆုံးလို့မမြင်ခဲ့ပါဘူး။သူကအဲ့ဒီတတိုင်းတွေကိုနောက်တစ်ဆင့်တက်ဖို့လေကတဲ့လို့မြင်ခဲ့ပါတယ်။ဒီဇက်လန်းကဟွန်နာဆိုတဲ့အမည်တစ်ခုပေါ်ပေါက်လာတဲ့အကြောင်းနေမဟုတ်ပါဘူး။လူတစ်ယောက်ကအချိန်ကြီးလဲကြပြီးတဲ့နောက်ဘလို့စိတ်ဓာတ်နဲ့ပြန်ထနိုင်တယ်လဲဆိုတဲ့ဇက်လန်းမှာမင်္ဂလာပါရှင် Whispering Crime and Passion တွေကပုံမှန်တင်ဆက်ပေးနေသူပမှန်ပဲဖြစ်ပါတယ်ရှင်။ပမှန်က channel မှာအပတ်စဉ်စနေနေ့နေ့တိုင်းပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ရှင်။ပြီးခဲ့တဲ့တင်ဆက်မှုတွေမှာပမှန်ဘက်ကအားနည်းတာတွေမှားယွင်းတာတွေအဆင်မပြေတာတွေရှိရင်တောင်းပန်ချင်ပါတယ်ရှင်။ပမှန်ကိုယ်တိုင်လည်းအခုမှအစမ်းသဘောနဲ့စူးစမ်းတင်ဆက်နေတဲ့ပုံမှန်လူတစ်ယောက်ပဲဖြစ်လို့ပေါ့နော်။နောက်ထပ်ဗီဒီယိုတွေတိုင်းမှာပိုကောင်းအောင်စူးစမ်းသွားပါမယ်ရှင်။အခုဆိုတော့ဆင်းရဲတဲ့ရွာလေးတစ်ရွာကနေကဘာကျော်ဟွန်နာကုမ္ပဏီထိရောက်သွားခဲ့ရတဲ့လူတစ်ယောက်ရဲ့ဘဝခီးကိုစားလိုက်ကြအောင်ပါဇက်လန်းက1900ခုနှစ်မှာစပါတယ်ဂျပန်နိုင်ငံရှီဇိုကာပြည်နယ်တန်ရူးဆိုတဲ့ရွာလေးတစ်ရွာအဲ့ဒီရွာလေးကဖူဂျီတောင်ချိန်မှာရှိတဲ့ဆင်းရဲနွမ်းပါတဲ့ဒေသလေးတစ်ခုပဲဖြစ်ပါတယ်အဲ့နေရာမှာပဲဖခင်ဖြစ်တဲ့သူဂီဟေးဟွန်နာနဲ့မိခင်ဖြစ်တဲ့သူတို့ဟာသူတို့ရဲ့သားဦးလေးဆိုအီရှီဟွန်နာကိုမွေးဖွားခဲ့ကြပါတယ်ဟွန်နာရဲ့ဖခင်ကပပဲဆရာတယောက်ပါတန်နယ်တွေကိုရိုင်းနဲ့ဖန်တီးတတ်တဲ့လက်မှုပညာရှင်တယောက်ဖြစ်တယ်လို့တစ်ဖက်မှာလည်းစက်ဘိန်းတွေကိုပြင်ပေးတဲ့အလုပ်ကိုလုပ်ကိုင်ခဲ့ပါတယ်မိခင်ဖြစ်တဲ့သူကတော့ရက်ကန်းတဲ့တယောက်ဖြစ်ပါတယ်ဟွန်နာကြီးပြင်းခဲ့တဲ့အိမ်ကချမ်းသာတဲ့အိမ်မဟုတ်ပါဘူးနေ့စဉ်စားဝတ်နေရတဲ့အတွက်ရုန်းကန်နေရတဲ့မိသားစုတစုပဲဖြစ်ပါတယ်အဲ့ဒီခေတ်ကစေဝါကူတာမှုအာဟာရစီးပွားရေးရှင်တွေကလည်းအခုခေတ်လိုမလွယ်ကူပါဘူးဒါကြောင့်ဟွန်နာကသူ့ရဲ့မောင်နှမ9ယောက်လုံးကိုငငယ်တဲကနေပြီးတော့ဆုံးရှုံးခဲ့ရပါတယ်။စဉ်းစားကြည့်လိုက်ပါကလေးတယောက်အနေနဲ့မိသားစုထဲမှာမွေးဖွားလာတဲ့မောင်နှမတွေကိုတယောက်ပြီးတယောက်ဆုံးရှုံးနေရတယ်ဆိုတာဘလောက်အထိစိတ်ထဲမှာအမှတ်သားကြီးတစ်ခုဖြစ်ကြံခဲ့မလဲပေါ့နော်။ဒါပေမဲ့ဟွန်နာရဲ့ဘဝကိုအကြီးအကျယ်ပြောင်းလဲသွားစေမဲ့အရာကတော့မိသားစုတွင်ကဝမ်းနည်းမှုတွေမဟုတ်ပါဘူး။သူ့ဘဝကိုတစ်သက်လုံးလမ်းကြောင်းပြောင်းလဲသွားစေမဲ့အတန်တန်ရှိခဲ့ပါတယ်။ဟွန်နာအသက်8နှစ်အရွယ်တုန်းကပါ။တနေ့မှာသူကရွာထဲမှာပုံမှန်ကလေးတယောက်လိုလှုပ်ရှားသွားလာနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့နားထဲကိုထူးဆန်းတဲ့အင်ဂျင်တန်ကြီးတစ်ခုဝင်လာခဲ့ပါတယ်။အဲ့ဒီအတန်ကသူ့အတွက်မကြားဘူးတဲ့အတန်ပါ။မြင်လဲတန်မဟုတ်ပါဘူး။လူတွေရှည်လင်သွားလာတဲ့အတန်လည်းမဟုတ်ပါဘူး။တခုခုကလောင်ကျွမ်းနေသလိုတခုခုကအသက်ရှူနေသလိုစက်တစ်ခုကကိုယ်အားနဲ့ကိုရှင်တန်လှုပ်ရှားနေသလိုအတန်မျိုးပါဟွန်နာကအဲ့ဒီအတန်လာရဘက်ကိုပြေးသွားကြည့်ခဲ့ပါတယ်ပြီးတော့သူ့မျက်စိရှိမှာသူတခါမှမမြင်ဘူးတဲ့အရာတစ်ခုကိုမြင်လိုက်ရပါတယ်အဲ့ဒါက Ford Model T ကားတစ်စီးပါဘေးလေးဘိန်းနဲ့လမ်းပေါ်ကနေသူ့အလိုလျောက်မောင်းနှင်သွားတဲ့စက်ကြီးတစ်လုံးဟွန်နာအတွက်တော့အဲ့ဒါကရိုးရိုးကားတစ်စီးမဟုတ်ပါဘူးသူ့ဘဝတစ်ခုလုံးကိုမီးဘွားတစ်စင်းလိုမီးထွန်းပေးလိုက်တဲ့မြင်ကွင်းတစ်ခုပါနောက်ပိုင်းမှာဟွန်နာကအဲ့ဒီအချိန်ကိုပြန်ပြောတဲ့အခါဒါကကျွန်တော်ပထမဆုံးမြင်ဘူးတဲ့ကားပဲတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းခဲ့တယ်
အဲ့ဒီကားကသူ့အလိုလျောက်စွမ်းအင်နဲ့ဘလို့မောင်းသွားနိုင်တာလဲဆိုတာကိုကျွန်တော်လုံးဝနားမလည်နိုင်ခဲ့ဘူးလို့ပြောခဲ့ပါတယ်။ကားကသူ့ဘေးကနေဖြတ်မောင်းသွားတဲ့အခါဟွန်နာကဘာကြောင့်လဲဆိုတာတော့မစင်စားနိုင်မဲနဲ့ကားနောက်ကိုလမ်းအတိုင်းအားကုန်ပြေးလိုက်ခဲ့ပါတယ်။သူကအဲ့ဒီကားကိုပိုင်ကျင်တာမဟုတ်ပါဘူး။အဲ့ဒီကားထဲမှာဘာဖြစ်နေတာလဲဆိုတာကိုသိချင်ခဲ့တာပါ။စက်ကဘလို့လဲတာလဲအင်ဂျင်ကဘလို့လှုပ်တာလဲလူတယောက်မဟုတ်ပဲစက်တစ်ခုကဘလို့အားနဲ့ရွေလျားသွားနိုင်တာလဲအဲ့ဒီမိကွန်းကဟွန်နာရဲ့ကလေးဘွားတွေကိုဝင်ရောက်လာခဲ့ပြီးအဲ့ဒီနေ့ကစားသူ့ရဲ့စိတ်ထဲမှာစက်ပစ္စည်းတွေအင်ဂျင်တွေမော်တာတွေကဖြတ်မြရတဲ့ဆွဲလန်းမှုတစ်ခုဖြစ်လာခဲ့ပါတော့တယ်ဒါပေမဲ့ဟွန်နာကကျောင်းသားမှာတော့အောင်မြင်တဲ့ကလေးမဟုတ်ခဲ့ပါဘူးသူကကျောင်းတက်ရတာကိုမကြိုက်ဘူးစာအုပ်ထဲကစာတွေထက်သူ့ဖခင်ရဲ့စပိန်ပြည်ဆိုင်တွေကတန်ချောင်းတွေဘိန်းတွေဂွင်းဆက်တွေထူးတွေကိုပိုစိတ်ဝင်စားခဲ့တယ်တခြားကလေးတွေစာကြက်နေတဲ့အချိန်မှာဟွန်နာကစပိန်တစီဘာကြောင့်မောင်းလို့ရတာလဲရှိန်းကဘလို့လဲတာလဲဘိန်းကဘလို့ဘေးလန့်ဖြစ်တာလဲဆိုတာတွေကိုပို့ပြီးတော့စိတ်ဝင်စားနေခဲ့တယ်။ဒါကြောင့်သူ့ရဲ့ចောင်းစာအမှတ်တွေကတော်တော်ကိုစိုးခဲ့ပါတယ်။အဲ့ဒီခေတ်ဂျပန်နိုင်ငံမှာကျောင်းကနေအမှတ်စင်းပေးတဲ့အခါမိဘတွေကလက်မှတ်ထိုးတာတဲ့မိသားစုအမိပါတဲ့ဟန်ကိုလို့ခေါ်တဲ့တစိမ့်တုံးကိုအသုံးပြုလေးရှိပါတယ်။ဟွန်နာကသူ့အမှတ်တွေကိုဖခင်ကိုမမြင်စေချင်ပါဘူး။ဒါကြောင့်သူကရာဘာစားတစ်ခုကိုယူပြီးမိသားစုတစိမ့်တုံးတစ်ခုကိုကိုယ်တိုင်ဖန်တီးခဲ့ပါတယ်။ပြီးတော့အမှတ်စင်းပေါ်မှာအဲ့ဒီတစိမ့်တုံးနဲ့အတူထုခဲ့ပါတယ်။ကလေးတယောက်အနေနဲ့ကြည့်ရင်တော့ဒါကညံကောင်းသလိုထင်ရနိုင်ပါတယ်။ဒါပေမဲ့အမှန်တကယ်တော့အဲ့ဒါကလိမ်လည်မှုတစ်ခုပါနောက်ဆုံးမှာဟွန်ဒါမိသွားခဲ့ပါတယ်သူ့ဖခင်ကအလွန်စိတ်ဆိုးခဲ့ပြီးဟွန်ဒါကိုနေလေစာမကြွေးပဲတနေကုန်ဒူးထောက်ခိုင်းပြီးအပြစ်ပေးခဲ့ပါတယ်ဒါပေမဲ့ဒီနေရာမှာဟွန်ဒါရဲ့ဇက်လန်ကစိတ်ဝင်စားဖို့ကောင်းလာပါတယ်သူဟာစာမတော်တဲ့ကလေးတစ်ယောက်ဖြစ်နိုင်တယ်သူဟာအမားလုပ်တဲ့ကလေးတစ်ယောက်ဖြစ်နိုင်တယ်ဒါပေမဲ့သူ့မှာမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒါကတော့သိရှင်စိတ်ကလေးတစ်ခုပါ။စက်ပစ္စည်းကိုမြင်ရင်အထဲမှာဘာရှိလဲဆိုတာကိုသိရှင်တယ်။အင်ဂျင်တန်ကြားရင်ဘာကြောင့်ဒီလိုအတန်ထွက်တာလဲဆိုတာကိုသိရှင်တယ်။တခြားလူတွေကဒါကကားတစ်စီးလို့ပဲမြင်တဲ့အရာကိုဟိုနာကဒီဆက်ကဘလို့အသက်ရှင်နေတာလဲလို့မြင်ခဲ့တယ်။အဲ့ဒီသိရှင်စိတ်ကပဲသူ့ဘဝကိုနောက်တစ်ဆင့်ဆွဲခေါ်သွားခဲ့ပါတယ်။1922ခုနှစ်ဟွန်နာကအသက်15နှစ်အရွယ်မှာသူ့ဘဝရဲ့အကြီးမားဆုံးဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်။ဒီနေ့မှာသူကတိုကျိုမြို့အရှေ့ဆိုင်အရှိုကိုင်းလို့ခေါ်တဲ့ကားပြင်လုပ်ငန်းတစ်ခုရဲ့မဂ္ဂဇင်းကြော်ညာတစ်ခုကိုတွေ့ခဲ့ပါတယ်။ဟွန်နာကဒီဆိုင်မှာအလုပ်သမားလိုနေမယ်လို့တွေးခဲ့ပါတယ်။ဒါကြောင့်သူကအလုပ်လျှောက်စာတစ်စောင်ရေးပြီးပေးပို့ခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲသူ့စီကိုအလုတ်ခတ်မယ်ဆိုတဲ့စာပြန်ရောက်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာဟွန်နာကဆုံးဖြတ်ချက်ကြီးတစ်ခုချလိုက်ပါတယ်။ကျောင်းကနေထွက်မယ်၊အိမ်ကနေထွက်မယ်၊ရွာလေးကနေထွက်မယ်။ပြီးတော့သူ့အိမ်မှာရှိတဲ့တိုကျိုကိုသွားမယ်။အသက်15နှစ်ပဲရှိသေးတဲ့လူငယ်တယောက်အတွက်တော့ဒါကကြီးမားတဲ့စွန့်စားမှုတစ်ခုပါ။သူ့မှာပညာရည်ချင်းကြီးကြီးမားမားမရှိပါဘူး။ငွေကြေးလည်းမရှိဘူး။မြို့ပြဘဝအကြောင်းလည်းမသိဘူး။ဒါပေမဲ့သူ့မှာရှိတာတစ်ခုကကားတွေနဲ့စက်ပစ္စည်းတွေကိုဆွဲလန်းတဲ့စိတ်ပါတိုကျိုကိုရောက်တဲ့အခါဟွန်နာအံ့အားသင့်သွားခဲ့ပါတယ်သူကြီးပြင်းလာခဲ့တဲ့ရွာလေးနဲ့တိုကျိုမြို့ကလုံးဝမတူပါဘူးလမ်းတွေကားတွေဆိုင်ကယ်တွေအတန်တွေအားလုံးကလှည့်မြန်နေပါတယ်အရာအားလုံးကသူ့အတွက်အသစ်ဖြစ်နေတယ်ဟွန်နာကအကျူကိုင်းကိုရောက်သွားတဲ့အခါသူမျှော်လင့်ခဲ့တာကကားတွေကိုပြင်ရမယ်အင်ဂျင်တွေကိုဖြုတ်ကြည့်ရမယ်ထူးတွေကိုကန်ရမယ်ဆိုတာပါဒါပေမဲ့စိုင်းပိုင်ရှင်ယူဇိုဆက်ကကီပါတာသူ့အတွက်ပြင်ပေးထားတဲ့အလုပ်ကကားပြင်တဲ့အလုပ်မဟုတ်ပါဘူးကလေးထိန်တဲ့အလုပ်ပါဟိုနှံ့အတွက်ဒါကကြီးမားတဲ့စိတ်ပြတ်မှုတစ်ခုပါသူကရွာကနေတိုကျိုထိအိမ်မက်တွေနဲ့ရောက်လာခဲ့တယ်ဒါပေမဲ့တကယ်လို့ရတာကစိုင်းပိုင်ရှင်ရဲ့ကလေးကိုကြောမှာပိုးပြီးထိန်ပေးရတဲ့အလုပ်ဖြစ်နေတယ်လာနှဲငယ်ထိသူ့ကိုကားနားတောင်မကက်ခိုင်းခဲ့ပါဘူးလာစားလည်းမပေးဘူးနေ့တိုင်းကလေးကိုပိုးပြီးနေရတယ်တချို့အချိန်တွေမှာသူ့စိတ်ထဲမှာငါဘာလုပ်မိတာလဲလို့တွေးခဲ့မိမှတေးကြပါတယ်ဒါပေမဲ့ဟွန်ဒါအိမ်မပြန်ခဲ့ပါဘူးဘ
ဘာကြောင့်လဲဆိုတော့အရှုံးသမားတယောက်လိုအိမ်ပြင်ရမှာကိုသူမခံနိုင်လို့ပဲဖြစ်ပါတယ်။မိဘတွေကိုမျက်နှာရှင်းဆိုင်ပြီးကျွန်တော်မလုပ်နိုင်ခဲ့ဘူးလို့ပြောရမှာကိုသူရှက်ခဲ့ပါတယ်။ဒါကြောင့်သူဆက်ပြီးနေဖို့ဆုံးဖြတ်ခဲ့တယ်။တီးခံခဲ့တယ်၊စောင့်ခဲ့တယ်။အချိန်ကြာလာတဲ့အခါဆိုင်ထဲမှာအလုပ်တွေများလာခဲ့ပါတယ်။ကားပြင်ရမယ့်အလုပ်တွေများလာပြီးဆိုင်ပိုင်ရှင်ယူဇိုဆာကာဂီပါရာတယောက်တည်းမနိုင်တော့တဲ့အခါဟွန်နာကိုဝိုင်းကူခိုင်းလာခဲ့ပါတယ်။အစပိုင်းမှာတော့ဟွန်နာရခဲ့တဲ့အလုပ်တွေကအောက်ရှိသိမ်းတဲ့အလုပ်တွေပါ။တန့်ရှင်းရေးလုပ်ရတယ်။ကရိယာတွေယူပေးရတယ်။အစိတ်ပိုင်းတွေတင်ရတယ်။ဒါပေမဲ့ဟွန်နာကအဲ့ဓာတွေကိုညှင်းငွေ့စိတ်ပြက်ပြီးမလုပ်ခဲ့တာမဟုတ်ပါဘူး။သူကတခုချင်းစီကိုဘာအတွက်သုံးတာလဲလေ့လာတယ်။ဆရာတွေအင်ဂျင်ဖြုတ်တာကိုကြည့်တယ်။ကားတွေပြင်တဲ့အခါဘာကြောင့်ပြဿနာဖြစ်တာလဲနားထောင်တယ်။တဖြည်းဖြည်းနဲ့ဟွန်နာကအချူကိုင်းမှာယုံကြည်ရတဲ့စက်ပြင်ဆရာတယောက်ဖြစ်လာခဲ့ပါတယ်။ဆိုင်ပိုင်ရှင်ဆာကာဂီဘာရာကလည်းဟွန်ဒါရဲ့စိတ်အားထက်သန်မှုကိုမြင်ခဲ့တယ်။အဲဒီနောက်မှာသူကဟွန်နာကိုစက်ပြင်ပညာတွေမကပဲစီးပွားရေးလုပ်ငန်းတစ်ခုဘယ်လိုလဲပဲရတယ်လဲဆိုတာကိုပါသင်ပေးခဲ့ပါတယ်။ဒီအချိန်မှာဟွန်နာကလင်ကွန်မာစီးဒီဒမက်လာစတဲ့နိုင်ငံခြားကားတွေကိုပါလက်တွေ့ထိတွေ့ခဲ့ရတယ်။အဲ့ဒီခေတ်မှာဂျပန်နိုင်ငံတွေကကားအများစုကနိုင်ငံခြားဖြစ်ကားတွေပါ။ကားဆိုတာလူတိုင်းပိုင်နိုင်တဲ့ပစ္စည်းမဟုတ်သေးပါဘူး။ချမ်းသာတဲ့သူတွေအထက်တန်းသားတွေပိုင်တဲ့ဇိမ်ခံပစ္စည်းတစ်ခုလိုဖြစ်နေသေးတဲ့အချိန်မှာဒါပေမဲ့ဟွန်နာအတွက်တော့ဒီကားတွေကသင်ခန်းစာတွေပါ။အင်ဂျင်တစ်လုံးချင်းစီဂီယာတစ်ခုချင်းစီဘိန်းတစ်ခုချင်းစီသူ့အတွက်အားလုံးကကျောင်းစာအုပ်တွေလိုဖြစ်ခဲ့ပါတယ်။ဒီအချူကိုင်းမှာပဲဟွန်နာကနောက်ထပ်ဆွဲလန်းမှုအသစ်တစ်ခုနဲ့မိတ်ဆက်ခံခဲ့ရပါတယ်။1923ခုနှစ်မှာဆာကာဂီပါရာကိုတိုင်ကပြန်ကားတွေကိုစတင်တည်ဆောက်ခဲ့ပါတယ်။သူ့ရဲ့ပထမဆုံးပြန်ကားက second hand Demela engine ကိုသုံးထားတဲ့ Demela ပဲဖြစ်ပါတယ်။နောက်တစ်စီးကတော့ကာတစ်လို့ခေါ်တဲ့ပြန်ကားပါ။ဒီကာတစ်ကားမှာအမေရိကန်စစ်သုံးလေယာဉ်မှာသုံးတဲ့ကာတစ်အင်ဂျင်ဟောင်းတစ်လုံးကိုယူပြီးမီရှယ်ကားကိုရဲပေါ်မှာတက်ဆင်တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။1924ခုနှစ်မှာဒီကာတစ်ကားဟာ FIT Japanese Motor Championship ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။ကားမောင်းသူကဆာကာဂီပါရာရဲ့ညီဖြစ်သူဖြစ်ပြီးအတူလိုက်ပါကူညီတဲ့အင်ဂျင်နီယာကတော့အသက်18နှစ်အရွယ်ဆိုယီရှီယိုဟွန်နာပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာသူတို့ကပထမဆုကိုရရှိခဲ့ပါတယ်။ဟွန်နာအတွက်တော့ဒါကဘဝကိုလုံးဝပြောင်းလဲသွားစေတဲ့အတွေ့အကြုံတစ်ခုပါ။အသက်18နှစ်အရွယ်လူငယ်တယောက်ရွာလေးတရွာကနေထွက်လာခဲ့တဲ့ကောင်လေးတယောက်အခုတော့ပြိုင်ကားတစ်စီးနဲ့ချန်ပီယံဖြစ်သွားခဲ့တယ်။အဲ့ဒီနေရာစပြီးကားပြိုင်ပွဲတွေကဟွန်နာအတွက်ရိုးရိုးအားကစားတစ်ခုမဟုတ်တော့ပါဘူး။အဲ့ဒါကသူ့ရဲ့ဘဝရဲ့ယူမှုဆွဲလန်းရာဖြစ်သွားခဲ့ပါတယ်။1926ခုနှစ်မှာဟွန်နာကစစ်မှုထမ်းဖို့ရွေးချယ်ခံခဲ့ရပါတယ်။ဒါပေမဲ့စစ်တဲ့အခါသူ့မှာကာလာဘလိုင်းရှိနေတာကိုတွေ့ခဲ့ရတယ်။အရာခွဲခြားမမြင်နိုင်တဲ့အားနည်းချက်ကြောင့်သူကစစ်မှုထမ်းခွင့်မရခဲ့ပါဘူး။ဒီအကြောင်းကြောင့်သူဟာအချူကိုင်းမှာဆက်လက်အလုပ်လုပ်ခွင့်ရခဲ့ပါတယ်။နောက်ထပ်2နှစ်ကြာပြီး1928ခုနှစ်မှာတော့ဟွန်နာရဲ့ဘဝကနောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်။နောက်ထပ်2နှစ်ကြာပြီး1928ခုနှစ်မှာတော့ဟွန်ဒါရဲ့ဘဝမှာနောက်ထပ်အဆင့်တစ်ခုကိုရောက်လာခဲ့ပါတယ်။ဆာကာဂီဘာရာကသူ့လုပ်ငန်းကိုတိုးချဲ့ခြင်းတဲ့အတွက်ဟာမာမာစုမြို့မှာဆိုင်ခွဲအသစ်တစ်ခုဖွင့်ဖို့ဆုံးဖြတ်ခဲ့တယ်။ဒီဆိုင်ခွဲအသစ်ကိုတာဝန်ယူဖို့လူတစ်ယောက်လိုနေခဲ့ပါတယ်။ဆာကာဂီဘာရာရဲ့မျက်လုံးထဲမှာအဲ့ဒီတာဝန်ကိုယူနိုင်မဲ့သူကဟွန်ဒါပဲဖြစ်ပါတယ်။ဒီလိုနဲ့အသက်22နှစ်အရွယ်ဟွန်နာကဟာမာမာစုဆိုင်ခွဲအသစ်ကိုတာဝန်ခံအဖြစ်ဦးစီးလုပ်ကင်ခွင့်ရရှိခဲ့ပါတယ်။ဒါကအောင်မြင်မှုကြီးတစ်ခုလို့ထင်ရနိုင်ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာပထမဆုံးနှစ်ကအလွန်ခက်ခဲခဲ့ပါတယ်။လူတွေကအသက်ငယ်လွန်းတဲ့ဟွန်နာစီမှာသူတို့ကားတွေကိုမအပ်ရှင်ကြဘူး။ဒီကောင်လေးကတကယ်ရောပြင်နိုင်မှာမလား။အတွေ့အကြုံရောရှိလား။ငါတို့ကားကိုစမ်းသပ်ခံပစ္စည်းလို့လုပ်ပြစ်မလား။ဒီလိုတန်တရားတွေကြောင့်ဟွန်နာစီကိုကောင်းကောင်းမွန်မွန်အလုပ်တွေရောက်မလာခဲ့ပါဘူး။ဒါကြောင့်ဟွန်နာရဲ့ဆိုင်ကတခြားကားပြင်ဆိုင်ကြီးတွေကမပြင်နိုင်လို့ပယ်ချခဲ့တဲ့အလုပ်တွေအစုံအပြက်တွေကိုပဲလက်ခံပြင်ရင်ရုန်းကန်ခဲ့ရပါတယ်။ဒါပေမဲ့ဒီနေရာမှာဟွန်နာရဲ့အတွေးခေါ်ကထူးခြားပါတယ်။
တခြားလူတွေကဒီအလုပ်တွေကအခက်ဆုံးတွေမလုပ်သင့်ဘူးလို့မြင်နိုင်ပေမဲ့ဟိုနာကဒီအလုပ်တွေကငါ့ကိုတင်ပေးမဲ့အကောင်းဆုံးဆရာတွေလို့မြင်ခဲ့တယ်။တခြားဆန်တွေကမပြင်နိုင်တဲ့ကားတွေကိုသူပြင်နိုင်ရင်လူတွေကသူ့ကိုယုံကြည်လာမယ်။ဟိုနာကအဲ့ဒီအခွင့်အရေးကိုအသုံးချခဲ့ပါတယ်။နှစ်တွေကြာလာတာနဲ့အမျှဟိုနာရဲ့ဆိုင်ကတဖြည်းဖြည်းနဲ့နာမည်ရလာခဲ့ပါတယ်။1930ပြည့်လွန်နှစ်တွေကိုရောက်တဲ့အခါမှာတော့ဟိုနာရဲ့ဟာမာမာစုဆိုင်ခွဲကဝန်ထမ်း30ခန့်ထိရှိလာခဲ့ပါတယ်။နောက်ပိုင်းမှာအလုပ်တွေများလာတာကြောင့်သူ့ရဲ့ဇနီးကိုပါလုပ်ငန်းစီမံခန့်ခွဲမှုမှာဝိုင်းကူဖို့ခေါ်ခဲ့ရပါတယ်။ဟိုနာကထူးချွန်တဲ့စက်ပြင်သမားတစ်ယောက်ဖြစ်လာခဲ့သလိုပြိုင်ကားမောင်းတဲ့သူတစ်ယောက်အနေနဲ့လည်းထူးချွန်ခဲ့ပါတယ်။သူ့အလုပ်ရုံထဲမှာဟာမာမာစုပြိုင်ကားကိုကိုယ်တိုင်တည်ဆောက်ခဲ့ပြီးတနအီ120ကီလိုမီတာနှုန်းထိမောင်းနှင်ပြခဲ့ပါတယ်။ဒီစံချိန်ကဂျပန်နိုင်ငံမှာနှစ်ပေါင်း20ထိမရှိုးဖြတ်နိုင်ခဲ့တဲ့စံချိန်တစ်ခုဖြစ်ခဲ့တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့ကားပြိုင်ပွဲတွေဆိုတာအန်နီယန်နဲ့အမြဲတမ်းနှီးစပ်ပါတယ်။1936ခုနှစ်ဇွန်လမှာဟိုနာကတိုကျိုမြို့စင်ကြေဘုံတနေရာမှာဟာမာမာစုပြိုင်ကားကိုမောင်းနှင်ရှင်ပြိုင်နေခဲ့ပါတယ်။အဲ့ဒီနေ့မှာပြင်းထန်တဲ့ကားမောင်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။ဟိုနာကအသက်ဘေးကနေတီတီလေးလွတ်မြောက်ခဲ့တယ်။ဘဲဘက်လက်မောင်ကျိုးသွားတယ်။ပခုံးအစစ်ပြုတ်သွားတယ်။မျက်နှာမှာလည်းဒဏ်ရာအပြင်းထန်ရခဲ့ပါတယ်။လနဲ့ရှိပြီးစိတ်ကူးသားမှုခံယူခဲ့ရပေမဲ့ဟိုနာကဒဏ်ရာရပြီး၄လကြာမှပြန်ကားခွင်းထဲကိုပြန်ဝင်ခဲ့ပါတယ်။ဒါကသူ့ရဲ့ဆွဲလန်းမှုဘလောက်ပြင်းထန်လဲဆိုတာကိုပြသနေပါတယ်။ဒါပေမဲ့မိသားစုကတော့ဒါကိုမနစ်သက်ခဲ့ပါဘူး။ဇနီးဖြစ်သူနဲ့ဖခင်ဖြစ်သူတို့ကသူ့ကိုကားမောင်းပြိုင်တာကိုရပ်လိုက်ဖို့တောင်းဆိုခဲ့ကြပါတယ်။နောက်ဆုံးမှာအကြိမ်ကြိမ်အငင်းပွားပြီးနောက်ဟိုနာကကားမောင်းပြိုင်သမားဘွားကနေအနားယူခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ပြိုင်ဆိုင်လိုတဲ့စိတ်ဓာတ်ကတော့မတည်ဆုံးခဲ့ပါဘူး။သူ့ရင်ထဲမှာအမြဲတမ်းကြံနေခဲ့တယ်။အရှုံးကိုမကြောက်တဲ့စိတ်အရှိန်ကိုမကြောက်တဲ့စိတ်ပိုမြန်ပိုကောင်းပိုသေးကြအောင်လှုပ်ရှင်တဲ့စိတ်အဲ့ဒီစိတ်ဓာတ်ကနောက်ပိုင်းဟွန်နာကုမ္ပဏီရဲ့ DNA ဖြစ်လာခဲ့ပါတယ်။1936ခုနှစ်နောက်ပိုင်းမှာဟွန်နာကကားပြင်တဲ့အလုပ်ကိုပဲဆက်လုပ်ရတာကိုညှင်းငွေလာခဲ့ပါတယ်။သူ့စိတ်ထဲမှာမေးခွန်းတစ်ခုပေါ်လာခဲ့တယ်။ငါကတခြားလူတွေတိစောက်ထားတဲ့ကားတွေကိုပဲပြင်နေမှာလား။ဒါမှမဟုတ်ငါကိုယ်တိုင်စက်ပစ္စည်းတွေကိုထုတ်လုပ်နိုင်မလား။ဒီမေးခွန်းကသူ့ကိုနောက်ထပ်စွန့်စားမှုတစ်ခုစီထွန်းပို့ခဲ့ပါတယ်။ဟွန်နာကကားပို့ပစ္စည်းတွေကိုထုတ်လုပ်ရှင်ခဲ့တယ်။အထူးသဖြင့်ပစ္စတင်ကွင်းတွေကိုထုတ်လုပ်ရှင်ခဲ့တယ်။ပစ္စတင်ကွင်းဆိုတာအလွယ်ပြောရရင်ကားအင်ဂျင်ဝိုင်တစ်လုံးကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ။အင်ဂျင်ထဲမှာဖိအားကိုထိန်းပေးတယ်။အင်ဂျင်ဝိုင်ကိုထိန်းညှိပေးတယ်။အပူချိန်ကိုလျှော့ချပေးတယ်။တနည်းအားဖြင့်အင်ဂျင်ရဲ့ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အစိတ်အပိုင်းတစ်ခုပါ။ဟွန်နာကအရှုကိုင်းရဲ့ဟာမာမာစုဆိုင်ခွဲကိုအပိုပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းအဖြစ်ပြောင်းချင်ခဲ့တယ်။ဒါပေမဲ့ယင်းနှိမ့်မြုပ်နှံသူတွေကသဘောမတူခဲ့ပါဘူး။သူတို့အတွက်လက်ရှိကားပြင်လုပ်ငန်းကအမြတ်ရနေပြီ။ဘာကြောင့်အသစ်တစ်ခုကိုစွန့်စားရမှာလဲ။ဘာကြောင့်မတိကျတဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေဝင်ရမှာလဲ။သူတို့ကဟွန်နာရဲ့အဆိုပြုချက်ကိုပယ်ချခဲ့ကြပါတယ်။ဒီနေရာမှာတချို့သူတွေဆိုရင်ရပ်သွားနိုင်ပါတယ်။သူတို့မထောက်ခံရင်မလုပ်တော့ဘူးလို့ပြောလာနိုင်ပါတယ်။ဒါပေမဲ့ဟွန်နာကအဲ့လိုလူမဟုတ်ပါဘူး။သူကကိုယ်ပိုင်ကုမ္ပဏီတစ်ခုစဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့တိုကိုင်ဆန်ကီ Heavy Industry ကိုတည်ထောင်ခဲ့တယ်။သူ့ရဲ့ရင်းနှီးတဲ့တငယ်ချင်းရှီချီယိုကာတိုကိုကုမ္ပဏီဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့ပြီးသူတို့နှစ်ယောက်က Piston Ring Research Center ကိုစတင်တည်ထောင်ခဲ့ကြပါတယ်။ဟွန်နာရဲ့ဘဝကအဲ့ဒီချိန်ကနေစပြီးတော့ပိုခက်ခဲလာခဲ့ပါတယ်။နေ့ဘက်မှာဟာမာမာစုဆိုင်ခွဲမှာအလုပ်လုပ်တယ်။ညဘက်မှာပစ္စတင်ကွင်းတွေကိုစမ်းသပ်တီထွင်တယ်။အိတ်ချိန်နဲလာတယ်။အနားယူချိန်နဲလာတယ်။ခန္ဓာကိုယ်ကပိန်ရှုံးလာတယ်။စိတ်ဖိစီးမှုတွေများလာတယ်။ဒါပေမဲ့အောင်မြင်မှုကမရောက်လာသေးဘူး။သူတို့စူးစမ်းခဲ့တာအချိန်တော်ကြာပေမဲ့အလုံးလုံးနိုင်တဲ့ပစ္စတင်ကွင်းကိုမဖန်တီးနိုင်ခဲ့ကြသေးပါဘူး။အကြိမ်ကြိမ်စမ်းသပ်တယ်အကြိမ်ကြိမ်ပြတ်တယ်အကြိမ်ကြိမ်ပြန်လုပ်တယ်ဒီလိုကြချုံမှုတွေအကြိမ်ကြိမ်ကြုံလာတဲ့အခါဟွန်နာကအရေးကြီးဆုံးအရာတစ်ခုကိုနားလည်လာခဲ့ပါတယ်စိတ်အားထက်သန်မှုတစ်ခုတည်းနဲ့မလုံလောက်ဘူးလက်တွေအတွေ့အကြုံတစ်ခုတည်းနဲ့လည်းမလုံလောက်ဘူးပညာရဲ့ဆိုင်ရာအရှိခံသိပ္ပံဘ ഹു တုဒလိုတယ်
အထူးသဖြင့်တတုဗေဒဆိုင်ရာဘုဟုတုတလိုတဲ့ဒါကြောင့်ဟွန်နာကဟာမာမာဆူ Industrial Institute မှာအချိန်ပိုင်းကျောင်းသားအဖြစ်တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ကျောင်းစာကိုမုန်းခဲ့တဲ့ကလေးလေးဟွန်နာကအခုတော့သူလိုအပ်တဲ့ပညာကိုသင်ဖို့အတွက်ကိုယ်တိုင်ကျောင်းပြန်တက်လာခဲ့ပါတယ်။ဒီနေရာမှာဟွန်နာရဲ့ဘဝကသင်ခန်းစာတစ်ခုပေးပါတယ်။ငယ်ငယ်ကစာမတော်တာနဲ့လူတစ်ယောက်ကဘဝတစ်လျှောက်လုံးမသင်နိုင်တော့ဘူးလို့မဆိုလိုပါဘူး။အရေးကြီးတာကဘယ်အချိန်မှာဘာလိုအပ်နေတယ်လဲဆိုတာကိုသိပြီးသင်ဖို့မရှက်တာပါ1939ခုနှစ်မှာတော့ဟွန်နာကနောက်ဆုံးမှာအလုံးလုံးနိုင်တဲ့ပစ္စတင်ကွင်းကိုဖန်တီးနိုင်ခဲ့ပါတယ်။သူ့ဒီဇိုင်းအပေါ်ယုံကြည်မှုရလာတဲ့အခါဟွန်နာကအရှုကိုင်းကနေနှုတ်ထွက်ပြီးကုမ္ပဏီအသစ်မှာအရှိန်ပြည့်လုပ်ကိုင်ခဲ့ပါတယ်။အဲဒီနောက်တိုယိုတာကဟွန်နာကိုဆက်သွယ်လာခဲ့တယ်။တိုယိုတာကသူ့အတွက်ပစ္စတင်ကွင်းတွေထုတ်လုပ်ပေးဖို့စိတ်ဝင်စားခဲ့ပါတယ်။ဒါကဟွန်နာအတွက်အခွင့်အရေးကြီးပါ။တိုယိုတာလိုကုမ္ပဏီကြီးကအော်ဒါပေးဖို့စဉ်းစားနေတယ်ဆိုတာအလွန်ကြီးမားတဲ့အရာပါ။ဟွန်နာကပစ္စတင်ကွင်းအလုံး90ကိုတိုယိုတာစီပို့ပေးခဲ့ပါတယ်။ဒါပေမဲ့ရလက်ကအလွန်စိတ်ပျက်စရာကောင်းခဲ့ပါတယ်။အလုံး90တဲက3လုံးမဲ့တိုယိုတာရဲ့စံချိန်စံညွှန်းကိုကိုင်ညီခဲ့ပါတယ်။ဒါကရာဂိုင်နှုန်းနဲ့ပြောရရင်အလွန်နည်းပါတယ်။ဟွန်နာအတွက်တော့ဒါကမျက်နှာပျက်စရာဖြစ်တယ်။ဒါပေမဲ့ဟွန်နာရက်မသွားခဲ့ပါဘူး။သူကဂျပန်နိုင်ငံအနှံ့ကိုလက်လည်သွားလာခဲ့ပြီးတမ်မဏိထုတ်လုပ်တဲ့ကုမ္ပဏီတွေကိုသွားလေ့လာတယ်။တက္ကသိုလ်တွေကိုသွားတယ်။ပညာရှင်တွေကိုမေးတယ်။ပိုကောင်းတဲ့ပစ္စတင်ကွင်းတစ်ခုကိုဘယ်လိုထုတ်ရမလဲဆိုတာကိုမရက်မနာရှာဖွေခဲ့ပါတယ်။နောက်တစ်ကြိမ်သူပြန်စူးစမ်းတဲ့အခါရလက်ကလုံးဝပြောင်းလဲသွားခဲ့ပါတယ်။သူ့ရဲ့ပစ္စတင်ကွင်းအသစ်တွေကအရေးအသေးစစ်ဆေးမှုကိုအောင်မြင်ခဲ့တယ်။အော်ဒါတွေတနိုင်ငံလုံးကနေဝင်လာခဲ့တယ်။အလုပ်တွေများလို့ကုမ္ပဏီကဝန်ထမ်း2000ခန့်အထိငှားရမ်းခဲ့ရပါတယ်။အရာအလုံးကနောက်ဆုံးတော့ဟွန်နာဘက်ကိုပြန်လှည့်လာသလိုဖြစ်နေခဲ့ပါတယ်။သူ့ဘဝမှာအောင်မြင်မှုကတကားပွင့်လာသလိုဖြစ်နေခဲ့တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲကမ္ဘာသမိုင်းကသူ့ဘဝထဲကိုထပ်မံဝင်လာခဲ့ပါတယ်။1942ခုနှစ်ဂျပန်နိုင်ငံကပစိဖိတ်စစ်ပွဲထဲပါဝင်လာခဲ့ပါတယ်။စစ်ပွဲကြီးကဟွန်နာရဲ့လုပ်ငန်းကိုဓာတ်ရိုက်ထိခိုက်လာခဲ့ပါတယ်။သူ့ကုမ္ပဏီကစစ်လက်နက်ပစ္စည်းဝန်ကြီးဌာနရဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားခဲ့တယ်။နောက်တစ်နှစ်မှာတိုယိုတာကဟွန်နာကုမ္ပဏီရဲ့ရှယ်ယာ45%ကိုရယူခဲ့ပါတယ်။ဟွန်နာကိုလည်းကုမ္ပဏီဥက္ကဋ္ဌရာထူးကနေအကြီးတန်းမန်နေဂျင်းဒါရိုက်တာအဆင့်ထိလျှော့ချခဲ့ပါတယ်။သူကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ကုမ္ပဏီမှာသူ့အာဏာကလျော့နည်းလာခဲ့တယ်။စစ်ပွဲကြောင့်အမျိုးသားဝန်ထမ်းများစွာကစစ်မှုထမ်းဖို့ခေါ်ယူခံရပြီးကုမ္ပဏီကနေထွက်သွားခဲ့ကြတယ်။လုပ်သားအင်အားနည်းလာတယ်။ကုန်ကျန်းရှားလာတယ်။ထုတ်လုပ်မှုခက်လာတယ်။ဟွန်နာကကုမ္ပဏီကိုမပြိုလဲအောင်အစွမ်းကုန်စူးစမ်းခဲ့တယ်။ဒါပေမဲ့သူရှိမှရောက်လာမဲ့ကန်ဆိုးမှုတွေကတော့သူတယောက်တည်းရဲ့စူးစမ်းမှုနဲ့တားနိုင်တဲ့အရာမဟုတ်တော့ပါဘူး။1944ခုနှစ်ဂျပန်နိုင်ငံတွင်းမှာလေကြောင်းရန်ကာကွယ်ရေးအုပ်အော်ဆဲတဲ့နေ့မကြာခဏမြည်လာခဲ့တယ်။လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တွေပိုများလာတယ်။စစ်ပွဲအခြေအနေတွေကဂျပန်နိုင်ငံအတွက်တစ်နေ့ထက်တစ်နေ့ပိုဆိုးလာခဲ့တယ်။ဟာဝါမာစုမြို့လည်းအန္တရာယ်ကြီးတဲ့နေရာတစ်ခုဖြစ်လာခဲ့တယ်။နောက်ဆုံးမှာဟွန်နာရဲ့စက်ရုံကဘုံဓာတ်ရိုက်ထိမှန်ခဲ့ပြီးစက်ရုံတစ်ရုံလုံးပျက်စီးသွားခဲ့ပါတယ်။ဒါတည်းမပြီးသေးပါဘူး။1945ခုနှစ်ဇန်နဝါရီလမှာနာခိုင်းငလင်လှုပ်ခတ်ခဲ့ပြီးဟွန်နာရဲ့အီဝါတာစက်ရုံမှာပြိုကျပျက်စီးခဲ့ရပါတယ်။ကိုတိဆောက်ခဲ့တဲ့ကုမ္ပဏီကိုအိတ်မပျော်တဲ့ညတွေနဲ့တိဆောက်ခဲ့တဲ့လုပ်ငန်းကိုရဲ့ကျန်းမာရေးအချိန်လူငယ်ဘဝကိုရင်းနှီးခဲ့တဲ့အရာတွေဒါတွေကစစ်ပွဲနဲ့တဘာဝဘေးအန္တရာယ်ကြောင့်တစ်ခုပြီးတစ်ခုပျက်စီးသွားခဲ့ပါတယ်။1945ခုနှစ်ဩဂုတ်လမှာဂျပန်နိုင်ငံကစစ်ရှုံးကြောင်းကြေညာပြီးလက်နက်ချခဲ့ပါတယ်။အဲ့ဒီချိန်မှာဟွန်နာကသူ့ပိုင်ဆိုင်သမျှအရာအားလုံးကိုဆုံးရှုံးခဲ့ရပြီးပါပြီ။စစ်ပွဲအပြီးမှာဟွန်နာကပျက်စီးသွားတဲ့ကုမ္ပဏီတွေကကြန့်ရှိသမျှအရာအားလုံးကိုတိုယိုတာထံယန်4,500,000နဲ့ရောင်းချခဲ့ပါတယ်။သူကအလုပ်ကနေခဏအနားယူမယ်လို့ကြေညာခဲ့တယ်။ဒါပေမဲ့ဒီအနားယူမှုကရှုံးနိမ့်ပြီးအဆုံးသတ်သွားတဲ့အနားယူမှုမဟုတ်ပါဘူး။စစ်ပွဲအပြီးဂျပန်နိုင်ငံကအလွန်ခက်ခဲတဲ့အခြေအနေတွေရောက်နေခဲ့ပါတယ်။
အစားအစာပြက်လက်တယ်အဝတ်ထည်ပြက်လက်တယ်အိမ်ယာတွေပြက်စီးတယ်လောင်စာကြီးလည်းရှားပါလာတယ်လူတွေကနေ့စဉ်အသက်ရှင်ဖို့တောင်ရုန်းကန်နေရတဲ့အချိန်မှာဟိုနာကိုယ်တိုင်လည်းမိသားစုအတွက်ဈေးသွားဝယ်ဖို့ကားမောင်းစရာဓာတ်စီတောင်မလုံလောက်တဲ့အထိခက်ခဲခဲ့ပါတယ်အဲ့ဒီလိုနဲ့တနေ့မှာဟိုနာကစစ်ပွဲအတွင်းကဝါယာလက်ရေဒီယိုတွေကိုပါဝါပေးဖို့အသုံးပြုခဲ့တဲ့ generator engine တစ်လုံးကိုမမျှော်လင့်ပဲတွေ့ခဲ့ပါတယ်။အဲ့ဒီ engine ကိုမြင်လိုက်တဲ့အခါဟိုနာရဲ့စိတ်ထဲမှာထူးခြားတဲ့အတွေ့အကြုံပေါ်လာခဲ့တယ်။ဒီ engine ကိုစက်ဘီးတစ်စီးပေါ်မှာတက်လိုက်ရင်ဘာဖြစ်မလဲ။အဲ့ဒီအတွေ့ကရိုးရှင်းပါတယ်။ဒါပေမဲ့ရိုးရှင်းတဲ့အတွေ့ကဟိုနာကုမ္ပဏီရဲ့အနာဂတ်ကိုဖန်တီးပေးမဲ့မီးပွားဖြစ်လာခဲ့ပါတယ်။စက်ဘီးမှာ engine တက်တာကကမ္ဘာသမိုင်းမှာလုံးဝအသစ်မဟုတ်ပါဘူး။ဥရောပမှာလည်းရှိပြီးသားဖြစ်ပါတယ်။ဂျပန်နိုင်ငံထဲမှာလည်းအနည်းငယ်ရှိပြီးသားဖြစ်တယ်။ဒါပေမဲ့ဟွန်နာမြင်တာက technology အသစ်တစ်ခုမဟုတ်ပါဘူး။သူမြင်ခဲ့တာကလူတွေရဲ့လိုအပ်ချက်ပါ။စစ်ပွဲအပြီးဂျပန်နိုင်ငံမှာလူတွေကဈေးချိုပြီးသွားရလာရလွယ်တဲ့တည်ယူပို့ဆောင်ရေးလိုနေခဲ့တယ်။ကားမဝယ်နိုင်ဘူးဓာတ်ဆီမရှိဘူးလူတွေအလုပ်သွားဖို့ဈေးသွားဖို့မိသားစုအတွက်စားနှပ်ရိက္ခာရှာဖို့လိုအပ်နေတယ်။ဟိုနာကအဲ့ဒီလိုအပ်ချက်ကိုသူမြင်ခဲ့တယ်။1946ခုနှစ်မှာဟိုနာကသူ့ရဲ့ကားကိုယ်တောင်ဟောင်းကိုအသုံးပြုပြီးဟိုနာ Technical Research Institute ကိုစတင်တည်ထောင်ခဲ့ပါတယ်။သူ့ရဲ့ဝန်ထမ်း12ယောက်တို့ဟာစစ်ပွဲအတွင်းကကြံခဲ့တဲ့အင်ဂျင်တွေကိုစက်ဘီးတွေမှာတပ်ဆင်ခဲ့ကြတယ်။ဒီမော်တာတပ်ဆင်ထားတဲ့စက်ဘီးတွေကချက်ချင်းလိုလူကြိုက်များလာခဲ့ပါတယ်။အော်ဒါတွေနိုင်ငံအနှံ့ကနေဝင်လာတယ်။မကြခင်မှာပဲဟိုနာကအသုံးပြုပြီးသားအင်ဂျင်ဟောင်းတွေပြက်လက်လာတာနဲ့ရင်ဆိုင်ခဲ့ရတယ်။ဒါကြောင့်သူကကိုယ်ပိုင်အင်ဂျင်ဒီဇိုင်းအသစ်တစ်ခုကိုဖန်တီးဖို့ဆုံးဖြတ်ခဲ့ပါတယ်။1948ခုနှစ်မှာဟိုနာက Type A အင်ဂျင်ကိုတီထွင်ထုတ်လုပ်နိုင်ခဲ့တယ်။ဒါကဟိုနာဆိုတဲ့နာမည်ကိုစက်ပစ္စည်းတစ်ခုအပေါ်ပထမဆုံးထင်ထင်ရှားရှားတင်နိုင်ခဲ့တဲ့အချိန်မှာ1948ခုနှစ်မှာတော့ Honda Motor Company ကိုတည်ထောင်ခဲ့ပါတယ်။ကနဦးရည်ရွယ်ချက်ကရိုးရှင်းပါတယ်။ဂျပန်နိုင်ငံကအလုပ်သမားတွေတွာလာရလွယ်ကူစေဖို့မော်တော်ဆိုင်ကယ်တွေထုတ်လုပ်ပေးမယ်။ဒါပေမဲ့စိတ်ကူးကရှိနေပြီဆိုပေမဲ့ငွေကြေးကမလုံလောက်သေးပါဘူး။ကုန်ထုတ်လုပ်မှုတိုးချဲ့ဖို့အရင်နှီးလိုတယ်။ဒါကြောင့်ဟွန်နာကထူးခြားတဲ့နည်းလမ်းတစ်ခုကိုအသုံးပြုခဲ့ပါတယ်။ဂျပန်နိုင်ငံတဝန်းလုံးမှာရှိတဲ့စက်ဘီးဆိုင်ပိုင်ရှင်18000စီကို open letter တစ်စောင်ရေးပို့ခဲ့ပါတယ်။စာထဲမှာသူပြောခဲ့တာကဂျပန်နိုင်ငံရဲ့တည်ယူပို့ဆောင်ရေးကိုပြန်လည်ပတ်နိုင်စေမဲ့ဖြည့်ရှင်းချက်တစ်ခုသူ့မှာရှိနေပြီဆိုတာပါ။အဲ့ဒီဆိုင်ပေါင်း18000ထဲကဆိုင်ပေါင်း3000ခန့်ကအပြုတ်သဘောဆောင်တဲ့တုံ့ပြန်မှုပြန်ပေးခဲ့ကြတယ်။သူတို့ကဟွန်နာရဲ့ပထမဆုံးကုန်ပစ္စည်းတင်ပို့မှုတွေကိုထုတ်လုပ်နိုင်ဖို့ငွေကြေးပံ့ပိုးပေးခဲ့ကြပါတယ်။ဒီလိုနဲ့ဟွန်ဒါကုမ္ပဏီကသူတို့ရဲ့ပထမဆုံးမော်တော်ဆိုင်က Model D ကိုထုတ်လုပ်ခဲ့ပါတယ်။ဒီ Model D ကဟွန်ဒါအတွက်အရေးကြီးတဲ့မှတ်တိုင်တစ်ခုဖြစ်ခဲ့ပေမဲ့ဈေးကွက်မှာတော့ပြဿနာရှိခဲ့ပါတယ်။ဆိုင်ကကလေးလံလွန်ပြီးကိုယ်တွေကကြီးလွန်းတာကြောင့်လူအနှဲငယ်ပဲဝယ်ယူခဲ့ကြတယ်။အောင်မြင်မှုကြီးဖြစ်လာမယ်လို့မျှော်လင့်ထားတဲ့ Model D ကဟွန်ဒါစိတ်ကြိုက်ရလက်မပေးခဲ့ပါဘူး။ဒါပေမဲ့ဟွန်ဒါကအဲ့ဒါကိုအရှုံးတစ်ခုလို့ထားခဲ့တာမဟုတ်ပါဘူး။သူကဆိုင်ကယ်ကိုပြန်ဖြုတ်တယ်။ဘာကြောင့်လူတွေမကြိုက်တာလဲလေ့လာတယ်။ဘယ်နေရာကလေးနေတာလဲ။ဘယ်လိုပို့ပို့အောင်လုပ်ရမလဲ။ဘယ်လိုအသုံးဝင်အောင်လုပ်ရမလဲ။နှစ်များစွာစမ်းသပ်ပြီးတဲ့နောက်ဟွန်ဒါကနောက်ထပ်ဆိုင်ကယ်တစ်စီးကိုဖန်တီးနိုင်ခဲ့ပါတယ်။အဲ့ဒီဆိုင်ကယ်ကတော့စူပါကတ်ပါ။စူပါကတ်ကဈေးကွက်ထဲရောက်တာနဲ့ချက်ရှင်လူကြိုက်များသွားခဲ့ပါတယ်။ဒီဆိုင်ကယ်ကရိုးရှင်းပြီးစီးရလွယ်တယ်စိတ်ချရတယ်ဈေးနှုန်းရလည်းလူအများစုအတွက်လက်လန်းမိတယ်ဟွန်နာကုမ္ပဏီရဲ့အနာဂတ်ကိုတကယ်ပြောင်းလဲပေးခဲ့တဲ့ model တစ်ခုဖြစ်လာခဲ့ပါတယ်ဒီကာလမှာဟွန်နာကတာကီယိုဖူဂျီဆာဝါနဲ့လည်းပူးပေါင်းခွင့်ရခဲ့ပါတယ်ဖူဂျီဆာဝါကဟွန်နာအတွက်ယင်းနှိမတည်ငွေဘန်နာရေးစီမံခန့်ခွဲမှုဈေးကွက်ရှာဖွေရေးမဟာဗျူဟာတွေကိုကူညီပေးခဲ့တဲ့အရေးကြီးတဲ့ပါတနာပါဟွန်နာက engineering ဘက်မှာထူးချွန်တယ်။ဖူဂျီဆာဝါက business နဲ့ marketing ဘက်မှာထူးချွန်တယ်။ဒီနှစ်ယောက်ပေါင်းစည်းမှုကဟွန်နာမော်တော်ကုမ္ပဏီအတွက်ကြီးထွားလာဖို့အဓိကအုတ်မြစ်ဖြစ်လာခဲ့ပါတယ်
1958 ခုနှစ်မှာစူပါကက်ကအမေရိကန်ဈေးကွက်ထဲကိုစတင်ဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာဟွန်ဒါကဈေးကွက်ကိုတည်တည်ရှာရှာနားလည်ခဲ့တယ်။မော်တော်ဆိုင်ကယ်ဆိုတာအဲ့ဒီခေတ်အမေရိကန်တွေရဲ့အမြင်ထဲမှာကြမ်းတမ်းတဲ့ပုံရိပ်တစ်ခုရှိနေခဲ့တယ်။ဒါပေမဲ့ဟွန်ဒါကမော်တော်ဆိုင်ကယ်ကိုပုံရိပ်အသစ်နဲ့ပြန်မိတ်ဆက်ပေးခဲ့တယ်။စီးရလွယ်တဲ့ဆိုင်ကယ်နေ့စဉ်အသုံးပြုလို့ရတဲ့ဆိုင်ကယ်မိသားစုအလုပ်သမားကျောင်းသားတွေကတော့အသုံးပြုနိုင်တဲ့ဆိုင်ကယ်မကြခင်မှာပဲဟွန်ဒါက Triumph နဲ့ Harley Davidson တို့လိုနာမည်ကြီး brand တွေကိုပါကြော်တက်ပြီးဆိုင်ကယ်အများဆုံးရောင်းချရတဲ့ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဟွန်ဒါအတွက်ဈေးကွက်အောင်မြင်မှုတွေမလုံလောက်ပါဘူး။သူကဟွန်ဒါမော်တော်ဆိုင်ကယ်တွေကိုပြိုင်ပွဲထဲဝင်စေချင်ခဲ့ပါတယ်။ပြိုင်ပွဲတွေဟာရိုးရိုးအားကစားမဟုတ်ပါဘူး။ဒါကကုမ္ပဏီတစ်ခုရဲ့နည်းပညာစွမ်းရည်ကိုပြသတဲ့ platform တစ်ခုပါ။ဟွန်ဒါကကမ္ဘာအနှံ့ပြိုင်ပွဲတွေကိုတွားကြည့်ခဲ့တယ်။ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ဆိုင်ကယ်တွေကိုလေ့လာခဲ့တယ်။1954 ခုနှစ်ဟွန်ဒါပထမဆုံးနိုင်ငံတကာပြိုင်ပွဲဝင်တဲ့အချိန်မှာရလဒ်ကမကောင်းခဲ့ပါဘူး။ဒါပေမဲ့ဟွန်ဒါကအဲ့ဒီရလဒ်ကိုအဆုံးအသက်ဖြစ်မမြင်ခဲ့ပါဘူး။အဲ့ဒါကိုစံချိန်တစ်အဖြစ်မြင်ခဲ့တယ်။1959 ခုနှစ်မှာတော့ဟွန်ဒါမော်တော်ဆိုင်ကယ်တွေကကမ္ဘာအကြီးဆုံးမော်တော်ဆိုင်ကယ်ပြိုင်ပွဲတွေကတစ်ခုဖြစ်တဲ့ Isle of Man TT မှာထုတ်လုပ်သူအဖွဲ့လိုက်စုကိုစုခိုးနိုင်ခဲ့ပါတယ်။နောက်ထပ်နှစ်တွေမှာလည်းဟွန်ဒါကပြိုင်ပွဲလမ်းကြောင်းပေါ်မှာအောင်မြင်မှုတွေရခဲ့တယ်။ဒီအောင်မြင်မှုတွေကြောင့်ဟွန်ဒါဆိုတဲ့နာမည်ကဂျပန်နိုင်ငံမှာတည်းမကပဲကမ္ဘာမြေပုံပေါ်မှာထင်ထင်ရှားရှားနေရာရလာခဲ့ပါတယ်။1960ပြည့်လွန်နှစ်တွေရောက်တဲ့အခါဟွန်ဒါကကမ္ဘာအကြီးဆုံးမော်တော်ဆိုင်ကယ်ကုမ္ပဏီကြီးဖြစ်လာခဲ့ပါတယ်။1968 ခုနှစ်ရောက်မှာဟွန်ဒါကမော်တော်ဆိုင်ကယ်အစီးရေ10 တန်းအထိထုတ်လုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဟွန်ဒါအတွက်တော့အဲ့ဒါနဲ့တည်းမပြီးသေးပါဘူး။သူ့မှာအသက်8နှစ်အရွယ်တည်းကမက်ခဲ့တဲ့အိမ်မက်တစ်ခုရှိနေပါသေးတယ်။ဒါကကားထုတ်လုပ်ရေးပါ။အခုတော့အဲ့ဒီအိမ်မက်တွေကိုလက်တွေ့လုပ်ဖို့အချိန်ရောက်လာခဲ့ပါတယ်။ဟွန်ဒါကမော်တော်ကားဈေးကွက်ထဲဝင်မယ်လို့ကြေညာတဲ့အခါလူအများပြားကသတိပေးခဲ့ကြတယ်။ဆိုင်ကယ်လုပ်ငန်းမှာအောင်မြင်နေပြီးဘာကြောင့်ကားဈေးကွက်ထဲဝင်ပြီးစွန့်စားကျင်တာလဲ။တိုယိုတာ၊နစ်ဆန်တို့လိုကုမ္ပဏီကြီးတွေရှိနေပြီးသားဂျပန်နိုင်ငံမှာနောက်ထပ်ကားကုမ္ပဏီမလိုတော့ဘူး။အစိုးရတာဝန်ရှိသူတွေကပါဟွန်ဒါကိုနားချဖို့စ조사ခဲ့ကြပါတယ်။ဒါပေမဲ့ဟွန်ဒါကနားမဝင်ခဲ့ပါဘူး။သူ့ဘဝတစ်လျှောက်လုံးမှာလူတွေကမလုံသင့်ဘူးလို့ပြောတဲ့နေရာတွေကိုသူအကြိမ်ကြိမ်ဝင်ခဲ့ပြီးသားပါ။1963 ခုနှစ်မှာဟွန်ဒါကသူတို့ရဲ့ပထမဆုံးမော်တော်ကားဖြစ်တဲ့ T360 mini truck ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ဒါကတင်းငယ်ပြီးယုံကြည်စိတ်ချရတဲ့ pickup truck လေးပါ။ဒါပေမဲ့ဈေးကွက်မှာမျှော်လင့်သလောက်မအောင်မြင်ခဲ့ပါဘူး။အဲ့ဒီနောက်ဟွန်ဒါက S500 လို့ခေါ်တဲ့ sport ကားကိုထုတ်လုပ်ခဲ့ပါတယ်။တကားနှစ်ပေါက်ပါ Roadster အမျိုးအစားဖြစ်ပြီးတင်းငယ်ပေမဲ့မောင်းနေရတာတွက်လက်တဲ့ကားလေးပါ။ဒါပေမဲ့ S500 ကိုလည်းအစီးရေအနှဲငယ်သာထုတ်လုပ်နိုင်ခဲ့ပါတယ်။ဈေးကွက်အောင်မြင်မှုအနေနဲ့တော့ဟွန်ဒါကလုံလောက်တဲ့ရလဒ်မဟုတ်သေးပါဘူး။ဒါပေမဲ့ဟွန်ဒါကကားတွေကိုလည်းပြိုင်ပွဲလောကတွေကိုဝင်စေခဲ့ပါတယ်။ Honda RA271 က1964 ခုနှစ် Belgian Grand Prix မှာ Formula 1ပွဲဥရက်အဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။နောက်တစ်နှစ်1965 ခုနှစ်မှာ RA272 နဲ့ Mexican Grand Prix မှာ Honda ကပထမဆုံး Formula 1အောင်မြင်မှုကိုရရှိခဲ့ပါတယ်။ပြိုင်ပွဲလမ်းကြောင်းပေါ်မှာတော့ Honda နာမည်ပေါက်လာပါပြီ။ဒါပေမဲ့ mass market car market ထဲမှာတော့ Toyota, Nissan တို့လိုပြိုင်ဘက်ကြီးတွေကိုကျော်ဖို့အဝေးကြီးလိုနေသေးပါတယ်။ဒီချိန်မှာ Honda ကအာရုံကိုပြောင်းခဲ့တယ်။လူအများစုတကယ်အသုံးပြုနိုင်ပြီးဈေးကွက်မှာတကယ်အောင်မြင်နိုင်မဲ့ကားတစ်စီးအဲ့ဒီကားကတော့ Honda Civic ပါ။1982 ခုနှစ်မှာ Honda Civic ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ Civic ကမကြခင်မှာပဲကမ္ဘာပေါ်မှာလူကြိုက်များတဲ့ကားတွေကတစ်စီးဖြစ်လာခဲ့တယ်။ဒီအောင်မြင်မှုရဲ့အရေးကြီးတဲ့အကြောင်းရင်းတစ်ခုက1980ပြည့်လွန်နှစ်တွေရဲ့ရေနံအကျပ်တဲပါ။ကမ္ဘာတဝန်းမှာ73စီပြက်လက်မှုပြဿနာကြုံခဲ့ရတယ်။လူတွေကစီစားသက်သာတဲ့ကားတွေကိုလိုအပ်လာခဲ့တယ်။ Honda ကအဲ့ဒီလိုအပ်ချက်ကိုတိတိကျကျဖန်ပြီးခဲ့ပါတယ်။
Honda Civic မှာ CVCC လို့ခေါ်တဲ့နည်းပညာကိုအသုံးပြုခဲ့တယ်။ဒီနည်းပညာကြောင့်ကားဟာစီစားသက်သာလာတယ်။လေထုညစ်ညမ်းမှုကိုလျှော့ချနိုင်တယ်။အဲ့ဒီခေတ်ကကားထုတ်လုပ်သူအများစုများများဆဆအာယုံမဆိုင်သေးတဲ့အရာကို Honda ကစောစောမြင်ခဲ့တယ်။ Civic က Honda ကိုကားဈေးကွက်ထဲမှာနေရာရစေခဲ့ပါတယ်။ဒါပေမဲ့ Honda ရဲ့ကား market ကိုတကယ်ပြောင်းလဲပေးခဲ့တဲ့နောက်ထပ်တစ်စီးကတော့ Honda Accord ပါ Accord ကိုအစပိုင်းမှာ compact hatchback အနေနဲ့မိတ်ဆက်ခဲ့ပြီးနောက်ပိုင်း sedan အဖြစ်တိုးချက်ထုတ်လုပ်ခဲ့ပါတယ်။ Civic ရဲ့စီစားသက်သာမှုကိုဆက်ယူထားပြီးပိုကျယ်ဝန်းတဲ့အတွင်းကပိုတက်တောင့်တက်တာရှိတဲ့စီးနှင်းမှုအလက်စားအရွယ်စားနဲ့ Accord ဟာမိသားစုတွေအလုပ်သမားတွေနေ့စဉ်အသုံးပြုသူတွေအတွက်အလွန်အဆင်ပြေတဲ့ကားဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာ Honda Accord ဟာမော်တော်ယာဉ်သမိုင်းတစ်လျှောက်အယောင်ရဆုံးစီဒန်မော်ဒယ်တွေကတစ်ခုဖြစ်လာခဲ့ပါတယ်။1980ပြည့်လွန်နှစ်တွေရောက်တဲ့အခါ Honda Motor Company ကဂျပန်နိုင်ငံရဲ့တတိယမြောက်အကြီးဆုံးကားထုတ်လုပ်သူဖြစ်လာခဲ့ပါတယ်။ကလေးဘဝမှာစာမတော်ခဲ့တဲ့ကောင်လေးအမှတ်စင်းပေါ်မှာတစိမ့်တုံးအတူထုခဲ့တဲ့ကောင်လေးအသက်15နှစ်မှာတိုကျိုကိုတက်လာပြီးကားပြင်ခြင်းပေမဲ့ကလေးတင်းအလုပ်လုပ်ခဲ့ရတဲ့ကောင်လေးToyota စီပို့တဲ့ Piston Ring 50တဲက3လုံးပဲအောင်မြင်ခဲ့တဲ့သူစစ်ပွဲကြောင့်စက်ရုံတွေပျက်စီးခဲ့တဲ့သူငလင်ကြောင့်ကျန်နာတွေပါဆုံးရှုံးခဲ့တဲ့သူဒီလူကနောက်ဆုံးမှာကမ္ဘာအကြီးဆုံးမော်တော်ဆိုင်ကယ်ကုမ္ပဏီတစ်ခုနဲ့ကမ္ဘာအရေးကြီးဆုံးမော်တော်ကားကုမ္ပဏီတစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ဆူအီရှီယိုဟွန်နာက1983ခုနှစ်မှာကုမ္ပဏီကနေအနားယူခဲ့ပါတယ်။နောက်ပိုင်း1992ခုနှစ်ဩဂတ်လ9ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ်။ဒါပေမဲ့ Honda ဆိုတဲ့နာမည်ကတော့သူ့နောက်မှာကျန်ရစ်ခဲ့ပါတယ်။ယနေ့ခေတ် Honda ကုမ္ပဏီကမော်တော်ဆိုင်ကယ်နဲ့မော်တော်ကားတွေမကပဲ Jet Aircraft, Boat Engine, Power Equipment, Robotics နဲ့တခြားနည်းပညာလုပ်ငန်းများစွာကိုလည်းတိုးချက်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ Honda ရဲ့ဘဝကိုပြန်ကြည့်တဲ့အခါသူ့အောင်မြင်မှုကတခါတည်းဖြစ်လာတာမဟုတ်ပါဘူး။သူ့ဘဝမှာအကြိမ်ကြိမ်ပြတ်ခဲ့တယ်။အကြိမ်ကြိမ်ညှင်းပယ်ခံရတယ်။အကြိမ်ကြိမ်စတင်ခဲ့ရတယ်။တခါတလေသူ့အမားကြောင့်ကြာရှုံးခဲ့တယ်။တခါတလေစစ်ပွဲလိုသူမထိန်ရှုံနိုင်တဲ့အရာတွေကြောင့်ကြာရှုံးခဲ့တယ်။တခါတလေတဘာဝဘေးရန်နေရကြောင့်အရာအလုံးပျက်စီးသွားခဲ့တယ်။ဒါပေမဲ့ Honda ကအဲ့ဒီကြာရှုံးမှုတွေကိုနောက်ဆုံးအဖြေလို့မခံယူခဲ့ပါဘူး။သူကအဲ့ဒီကြာရှုံးမှုတွေကို feedback လို့ယူခဲ့ပါတယ်။ဘာမှသွားလဲဘာလို့ဒီလဲဘာတင်ရမလဲဘယ်နေရာမှာပြန်စရမလဲဒီမေးခွန်းတွေကိုသူ့ဘဝတစ်လျှောက်လုံးမေးခဲ့တယ်။ဒါကြောင့်ပဲသူပြောခဲ့တဲ့စကားကပို့ပြီးအတိတ်ပဲရှိလာပါတယ်။ကျွန်တော်ကအမားတစ်ခုပြီးတစ်ခုဇက်တိုက်လုပ်ခဲ့မိတာမှန်ပေမဲ့ကျွန်တော်ရဲ့အမားတွေကကြာရှုံးမှုတွေဟာဘယ်တော့မှအကြောင်းပြချက်တူညီပြီးထက်တလဲလဲဖြစ်မလာခဲ့ပါဘူး။ဒီစကားရဲ့အတိတ်ပဲကကြာရှုံးတာကိုမကြောက်နဲ့ဆိုတာနဲ့တည်းမဟုတ်ပါဘူး။ကြာရှုံးရင်ဘာကြောင့်ကြာရှုံးလဲကြည့်ပါတခါလဲကြာတာကိုအဆုံးသတ်မလုပ်ပါနဲ့ဒါပေမဲ့တခါလဲကြာတဲ့အကြောင်းရင်းကိုမတင်ယူပဲတခါလဲကြာနေတာမျိုးတော့မဖြစ်ပါစေနဲ့ဆိုရီရှူဟွန်နာရဲ့ဘဝကပေးတဲ့ကြီးမားတဲ့သင်ခန်းစာကတော့အဲ့ဒါပါပဲအောင်မြင်မှုဆိုတာလုံးဝမကြာရှုံးတဲ့သူစီကိုမလာပါဘူးကြာရှုံးမိတိုင်းဘာတင်ရမလဲသိတဲ့သူစီကိုပဲလာတတ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ပတ်မှန်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကတော့ Honda ကုမ္ပဏီကိုတည်ထောင်ခဲ့တဲ့သူဆိုရီရှီယို Honda ရဲ့ဘဝဆက်ကြောင်းပဲဖြစ်ပါတယ်ရှင်။နောက်ထောင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာလည်းပိုကောင်းအောင်စူးစမ်းတင်ဆက်သွားပါမယ်ရှင်။အားလုံးပဲတတား